အရန်ကိုလာပါတဲ့ညောင်ဖီကြုံခီးစဉ်ကို3ညအိတ်4ရက်သွားမယ်ဆိုရင်တော့လူအများစုလုံးဝမသိသေးတဲ့အချက်3ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ခရီးစဉ်တွေရဲ့ပြေးဆွဲပုံကိုတိတ်တိတ်ချာချာလုံးဝမသိတာပါဒုတိယတစ်ချက်ကတော့ပါဝင်တဲ့ဝန်ဆောင်မှုတွေကဘာတွေလဲဆိုတာမသိတာပါတတိယတစ်ချက်ကတော့ကုန်ကျစရိတ်ဘယ်လောက်ရှိလဲဆိုတာအသေးစိတ်မသိတာပါ3ညအိတ်4ရက်ခရီးစဉ်ကိုသွားမယ်ဆိုရင်တော့ကျောင်းမှာက2ညကော့တောင်မှာက3ညနေရပါမယ်ခရီးစဉ်ရဲ့ပထမနေ့မှာကော့တောင်လေးစိတ်မှာလာကြိုမယ်ဧည့်သည်တွေရဲ့အိတ်ကိုစောင့်ရင်းနဲ့ယူမယ်ပြီးပြီဆိုတာနဲ့ကျောင်းကိုတန်းဆင်းပါမယ်ကော့တောင်ကနေညောင်ဦးဖီကျောင်းကိုရောက်ဖို့တနာရီနဲ့မိနစ်20စပီးဘုတ်စီးရပါမယ်ကျောင်းကိုရောက်ပြီဆိုတာနဲ့အခန်းအရင်ချက်အိမ်ဝင်မယ်နေ့လယ်စာသုံးဆောင်ပြီးတာနဲ့အနားယူပါမယ်ညနေပိုင်း3နာရီခွဲအချိန်မှာတော့ snorkeling လုပ်ဖို့အတွက် guide တွေက training ပေးပါမယ်ပြီးရင်တော့ snorkeling တွားလုပ်ကြပါတယ်ဒုတိယရက်ရောက်ပြီဆိုရင်တော့ရေအသက်ကျပေါ်မူတည်ပြီးတော့ Manan Beach ကမ်းခြေမှာအလားတပုံရိုက်တာတခြားနေရာတွေမှာ snorkeling တွားလုပ်တာတွေရှိပါတယ်ညောင်ဦးဖီကျောပေါ်မှာညဖက်တွေဆိုရင်တော့ရိုးရအကမီးအကတွေကိုညအတိုင်းဖျော်ဖြေပေးပါတယ်တတိယရက်မှာကတော့ညောင်ဦးဖီကျောပေါ်မှာပဲအနားယူမယ်ဓာတ်ပုံရိုက်မယ်နေ့လယ်7နာရီခွဲဆိုရင်တော့အခန်းကနေချက်အောက်ထွက်ပေးရပါမယ်နေ့လယ်စာကိုအေးအေးဆေးဆေးအနားယူတုံးဆောင်ပြီးပြီဆိုရင်တော့တနာရီမှာတော့ကော့တောင်ကိုပြန်ပါမယ်အဲနေ့မှာ Victoria Glade Hotel မှာအိပ်ပါမယ်အချိန်ရသေးတယ်ဆိုရင်တော့မြို့ထဲကိုလဲချင်တာလားအနားယူချင်တာလားဆိုတာထပ်ပြီးတော့ရွေးချယ်လို့ရပါတယ်ဒုတိယတစ်ချက်ကတော့ညောင်ဦးဖီကျွန်းခီးစဉ်ကိုဝယ်လိုက်ပြီဆိုတာနဲ့ကျွန်းအစုံရောက်တယ်လို့ထင်နေကြပါတယ်ညောင်ဦးဖီကျွန်းခီးစဉ်ပဲဝယ်တခြားကျွန်းခီးစဉ်ပဲဝယ်ကော့တောင်မှာရှိတဲ့နာမည်ကြီးကျွန်းအစုံမရောက်ပါဘူးတချို့ဧည့်သည်တွေဆိုရင်တော့ညောင်ဦးဖီကျွန်းပေါ်ရောက်မှခရီးစဉ်ထဲမှာမြင်းခွာကြောရောမပါဘူးလားအသေးမူကြောရောမပါဘူးလား115ကြောရောမရောက်ဘူးလားမေးတတ်ကြပါတယ်ညောင်ဦးဖီကျွန်းခီးစဉ်ထဲမှာ snorkeling လုပ်ဖို့ရမ်းမစ်ကြောမီးတိုက်ကြော flower bay honeymoon bay တို့ကိုပို့ဆောင်ပေးပြီးတော့အလားတက်ပုံရိုက်ဖို့ဆိုရင်တော့ Manan Beach ကမ်းခြေကိုပို့ဆောင်ပေးပါတယ်ကျွန်းပေါ်မှာတော့တရက်လော်ချင်တယ်ဆိုရင်တော့ free လုပ်လို့ရပါတယ် jet ski စီးချင်တာဒိုင်းမီလုံးချင်တာဆိုရင်တော့ချချစ်ပေးပြီးတော့လှုပ်ဆောင်လို့ရပါတယ်ညောင်ဦးဖီကျော်ရဲ့ဒင်နာတိုင်းမှာကော့တေကို free flow နဲ့တိုက်ပါတယ်တတိယတစ်ချက်ကတော့ညောင်ဦးဖီကျော်ပေါ်မှာအခန်းမျိုးစား၄မျိုးရှိလို့ဈေးနှုန်းကတော့၄မျိုးရှိပါမယ်တန်းနဲ့ဆိုရင်တော့တဦးကို18သိန်း2000တိုက်အီနဲ့ဆိုရင်တော့တဦးကို23သိန်းတိုက်ဘီနဲ့နေမယ်ဆိုရင်တဦးကို23သိန်းဗက်လာနဲ့နေမယ်ဆိုရင်တော့တဦးကို25သိန်း9000ကျတဲ့ပါမယ်အခုပြောပြပေးထားတဲ့ဈေးနှုန်းကတဦးဈေးနှုန်းပါဒါပေမဲ့တခန်းမှာတော့2ဦးနေပေးရပါမယ်ပြောချင်တဲ့အဓိပ္ပာယ်ကတော့လာမယ်ဆိုရင်တော့2ဦးကနေစပြီးတော့လာပေးရမယ်ဆိုတဲ့သဘောပါရှင်ကလေးဆိုရင်တော့9နှစ်အထိခီးစဉ်ဖို့ပေးစရာလုံးဝမလိုပါဘူး6နှစ်ကနေပြီးတော့12နှစ်အထိကတော့လူကြီးခီးစဉ်ဖို့ရဲ့တဝက်ပါအခကြီးရစ်ကြီးနဲ့ပွဲတော်ပေးရဆိုရင်တော့အခုပေးထားတဲ့ဈေးနှုန်းထက်ပိုပါတယ်အခုညီမပြောပြထားတဲ့အချက်တွေကိုတေးသေးချာချာသိထားမှမလားခင်မှာဘယ်အခန်းမျိုးစားနဲ့နေချင်းလဲဘလောက်ကုန်ကြမလဲဆိုတာကိုယ်တိုင်တွေ့ချလို့ရမှာပဲဖြစ်ပါတယ်သိချင်တာရှိရင်တော့ comment မှာမေးခဲ့လို့ရပါတယ်အသေးစိတ်ကိုတော့ညီမရဲ့ WeChat Viber Facebook page တို့ကနေပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်